ဒီဟာကအပြင်ရဲ့တွန်းအားကြောင့်မဟုတ်ဘဲနဲ့ခုအတွင်းကနေပေါက်ကွဲလာတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီဘာပဲပြောပြောလူဆိုတာ spring လိုပဲဖြစ်နေလေတွန်းကန်အားများနေတယ်ဟုတ်ဒီအာကျွန်တော်တို့ဒီ ICNCC ရောဒီ Chin Brotherhood ရောပေါ့နော်ကျွန်တော်တို့လက်ရှိမှာတော့ဒါအများကြီးပူပေါင်းပေးတော့ဆောင်နေတဲ့ဟာတွေလည်းရှိတယ်အမှအဓိကတော့ကျွန်တော်တို့ချင်းညီနောင်အနေနဲ့ကြတော့ဒါ2024ခုနှစ်မှာဒီချင်းညီနောင်ရှိတဲ့မြို့နယ်ဒီတည်မှာလုံးဝစကားကင်းစင်ရမယ်ဆိုတဲ့အရေးအချက်နဲ့ကျွန်တော်တို့တွားနေတဲ့ဟာရှိတယ်ပထမဆုံးအရေးကြီးတာတော့ဒါကျွန်တော်ဘာပဲပေါ်ဆောင်ခြင်းဒီ our most urgent task ကဒီ to defeat SSC ပေါ့နော် SSC ပြုတ်ချရေးကျွန်တော်တို့ number 1 target ထားပါတယ်ပြီးပြီးချင်းအတွင်းဒီရှိလာမဲ့ဒီ local governance ပိုင်းဆိုင်ရာတွေရောကျွန်တော်တို့တက်နိုင်တဲ့လောက်ဒီစူးစမ်းပြီးလှုပ်ဆောင်သွားဖို့လည်းရှိတယ်ပြီးပြီး SNCC ဘက်အနေနဲ့လည်းကျွန်တော်တို့ပြောရမယ်ဆိုရင်လည်းသူ role နဲ့သူပေါ့နော်သူဒီ MUCC နဲ့ချိတ်ဆက်မှုပိုင်းဆိုင်ရာပါလေဒါအများကြီး charter ကစားစူးစမ်းပြီးလုပ်နေတဲ့ဟာလည်းရှိတယ်ဒီပြင်ချင်းရင်အောင်နဲ့ဒီ ICNCC ရဲ့ဆက်ဆက်မှုမှာလည်းဒါ ICNCC မှာရှိတဲ့ defense ပိုင်းဆိုင်ရာပါစင်ဒီချင်းရင်အောင်ကတာဝန်ယူထားရပေါ့နော်ဒီချင်းရင်အောင်ကဒါတိကျလွတ်လပ်တဲ့ဖွဲ့စည်းမှန်တော်များလဲကျွန်တော်တို့ဒီ ICNCC နဲ့လက်တွဲပြီးမှပူပေါင်းလှုပ်ဆောင်နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့အနေနဲ့တော့ဒီကိုယ့်ရဲ့ senior ERO မှာလည်းတကယ်အင်အားရှိတဲ့အဖွဲ့တွေကတောင်မှဒီအစိုးရတွေပါတွေကအဲ့လောက်ကြီးပြောလို့မရှိဘူးပေါ့နော်ဆိုတော့တချို့ကတော့မြည်တယ်ခင်ဗျားတို့ရောဒီ ICNCC ဘက် CB ဘက်ရောဒီအစိုးရတွေပါညာလုပ်လို့ရှိလားဆိုပြီးမှမေးလာတဲ့ဟာရှိတယ်ဒီ government လို့ပြောလိုက်ရင်တော့ international organization အချို့တက်ဒီ embassy တို့ပဲဖြစ်ဖြစ်donor တွေပဲဖြစ်ဖြစ်ပေါ့နော်သူတို့အတွက်တော့အရင် sexy ကြတယ်ပေါ့နော်သူတို့ဆွဲဆောင်မှုအရင်ရှိတယ်ဒါပေမဲ့တကယ်တမ်းကျွန်တော်တို့ရဲ့အနေထားနဲ့ကြည့်မယ်ဆိုရင်တော့ဒါ readiness ဖြစ်ပြီလားဆိုတဲ့ဟာတော့ကျွန်တော်တို့စဉ်းစားရမယ့်အနေထားမှာတော့ရှိတယ်ပေါ့နော်ဆိုတော့အခုမှဒီဆွမ်းအစရဲ့ဒီလုပ်ဖို့လိုအပ်တဲ့အခြေအနေတစ်ခုမရှိဘဲနဲ့ကျွန်တော်တို့လှုပ်ဆောင်နေတဲ့ဟာမျိုးလဲကျွန်တော်တို့မဖြစ်ချင်ဘူးပေါ့နော်ဆိုတော့ကိုကပြင်အခုလဲဒီ so called government တချို့ပေါ်လာတယ်သူတို့ကုစားပြုတ်တာတာဝန်ခံတာဘယ်လောက်တိုင်းရှိလဲဆိုတော့ဒါမပြောတတ်ဘူးဒါပေမဲ့ကျွန်တော်ဒီအရင်တုန်းကကျွန်တော်ပေါ်တာတယောက်အသားဖိတ်ရှားတာတော့မဟုတ်ဘူးတော်တော်လေးအသားမဲတဲ့တယောက်ကသူ make up အရန်ကြီးလိမ့်တော့သူကခရမ်းညောင်ထွက်သွားတယ်ပေါ့နော်ဆိုတော့ဒီဟာလဲအရန်ကချင်လုံးလို့ဒီတခြားသူတွေရှေ့မှာဒီခုဖြစ်တည်ဖို့အတိုင်းမပေါ်ချင်ပဲနဲ့ဒါmake up အရန်လိမ့်သွားတာဒါမှမဟုတ်ကင်မရာနဲ့ပြောမယ်ဆိုရင်တော့ effect အရန်သုံးတဲ့ဟာတွေတော့ခံစားရတယ်ပေါ့နော်အဲ့လိုမဖြစ်အောင်စနစ်တကျကျွန်တော်တို့ရည်မှန်းချက်ငါကိုဒါရည်ချက်ဖြစ်တဲ့ဒီတန်တူရေးကိုခြေခံပြီးမှကျွန်တော်တို့ဒီဖြစ်နေခံပြီးလို့သူအလုံးအတွက်သွားမယ်ဆိုတဲ့ line နဲ့ကျွန်တော်တို့သွားတယ်ဆိုတော့ပြန်ချုံပြီးပြောရမယ်ဆိုတော့ဒါပထမဆုံးလိုအပ်တဲ့ဟာတော့ဒီSSC စကားစာဖွဲ့ကိုကျွန်တော်တို့အကုန်မောင်းထုတ်နိုင်ဖို့ရယ်အဲ့ကနေတစ်ဆင့်ပြီးတစ်ဆင့်ကျွန်တော်တို့လိုအပ်တဲ့နိုင်ငံရေးပိုင်းဆိုင်ရာရောအချုပ်ရေးပိုင်းဆိုင်ရာတွေရောကျွန်တော်ဆက်သွားဖို့တော့လှုပ်ဆောင်နေတာရှိပါတယ်ဗျဒီ political wing ဆိုပြီးမှတရားတော့သူရဲ့ ICNCC ရဲ့လက်အောက်ခံဖွဲ့တော့မဟုတ်ဘူးအဲ့ဒါအသေးချာပဲဒီတိကျလွတ်လပ်တဲ့အဖွဲ့တော့ဖြစ်တယ်ဒါပေမဲ့လက်ရှိချိန်မှာတစ်ဖွဲ့တဲ့ပုံစံဒီနှစ်ဖွဲ့တစ်ဖွဲ့ပုံစံမျိုးနဲ့တွားနေတဲ့ဟာလည်းရှိတယ်ပြီးတာဝန်ယူမှုဆိုင်ရာမှာလည်း overlap ဖြစ်တဲ့ဟာတွေပေါ့နော်ဒီမှာလည်းတာဝန်ယူဒီမှာလည်းတာဝန်ယူတဲ့ဟာရှိတယ်ပြီးဒီကျွန်တော် fundraising လည်းmedia တွေမှာလည်းတွေ့မှာပါICNCC အနေနဲ့ဒီ liberation fund ဆိုပြီးမှချင်းချင်းအောင်တရှာပေးထားတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဆိုတော့အဲ့လောက်ထိလေးနဲ့ဆိုတာဆက်ဆံမှုကျွန်တော်တို့ပါရှိပါတယ်ဒါပေမဲ့ခုနပြောတဲ့အတိုင်းဒီချင်းချင်းအောင်ဆိုတဲ့ဟာတော့ဒါတိကျ
လွတ်လပ်တဲ့ဖွဲ့စည်းဖြစ်တယ်ဆိုတဲ့ဟာလေးတော့ဒီမှာလည်းဖော်ပြချင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒီ ICNCC ပဲဖြစ်ပေါ့နော် CB ပဲဖြစ်ကျွန်တော်တို့ကဒီလူထုနဲ့ဒီတော်လှန်ရေးအဖွဲ့တွေတသားတည်းရှိနေတာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်လူထုနဲ့တသားတည်းရှိတယ်လို့ပြောလို့ရပါတယ်ပေါ့နော်ပြီးလက်ရှိမှာဒီအခက်အခဲတွေလုံခြုံရေးကိစ္စတို့ဒီဆက်သွယ်ရေးကိစ္စတွေနဲ့ဒီအကန့်အသတ်ရှိပြီးမဲ့ဒီ CB မှာပါဝင်တဲ့ဒီလက်နက်ကိုင်အဖွဲ့တွေကလည်းတာဝန်ခံဖို့ရှိတဲ့အဖွဲ့တွေဖြစ်တယ်လူထုကိုတာဝန်ခံနိုင်တဲ့အဖွဲ့တွေဖြစ်တယ်ပြင်လူထုတွေပူပေါင်းပါဝင်မှုရှိအပြည့်အဝနေပါပေါ့နော်အပြည့်အဝတော့ကျွန်တော်မပြောရဘူးနေပါရထားတဲ့အဖွဲ့လည်းဖြစ်တယ်ပေါ့နော်ပြင်နောက်တစ်ခုကဒီ ICNCC ကိုပြောရမယ်ဆိုရင်တော့ဖွဲ့လုံးကတော့ဒီတချို့ဖွဲ့တွေကသူတို့လူလားတဲ့ပုံစံနဲ့တွားနေတဲ့ဟာတော့ရှိတယ်ဒါပေမဲ့နောက်ပိုင်းမှာဒီတကယ့်ကိုစားပြုတ်မှုနဲ့တွားမဲ့ချိန်မှာကဒါလူတစုကလွှမ်းမိုးချေလေစိတ်တလူလှုပ်လှုပ်မရတော့မဲ့ချိန်မှာဒါနှုတ်ထွက်သွားတဲ့ဖွဲ့တွေလည်းရှိတယ်ဖွဲ့နာမည်ကိုပြောလဲအလုံးသိပါတယ်ဆိုတော့ကုကျိုးစီးပွားအတွက်ဒီဟာကိုသုံးချင်တဲ့သူတွေကဒါပြင်ဆင်ပြီးပြောင်းလဲဖွဲ့စည်းကျွန်တော်ရဲ့ဖြစ်တည်မှုတိုင်းပြောင်းလဲဖွဲ့စည်းလာမဲ့ချိန်မှာတော့ဒါကိုယ့်ရဲ့အကျိုးစီးပွားတက်အတွက်အသုံးချလို့မရတော့မှန်းသိတဲ့အတွက်ကြောင့်ဒါသူတို့ဆွန့်လွတ်လိုက်ရတဲ့အနေအထားတွေမှာလည်းရှိတယ်ဆိုတော့ဘာပဲပြောဒီချင်းကြီးနာဖက်မှာရောပြင်ဒီ ICNCC ဖက်မှာရောလူထုရဲ့အပြည့်အဝနေပါထောက်ခံမှုကျွန်တော်တို့ရှိတယ်ပြင်ဒီgeographically အရာပဲပြောဒီ population အရာပဲပြောဒီချင်းကြီးနာကဒါ6မြို့နယ်မှာရှိတဲ့အဖွဲ့အစည်းတွေဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့ကုစားပြုတ်မှုအနေနဲ့ကုစားပြုတ်မှုမဟုတ်ဘူးဥပမာဒီချင်းလက်ကောင်စင်မှာဖွဲ့ဘယ်လောက်ပါတယ်ဒီလောက်ကုစားပြုတ်တယ်ဆိုတဲ့ဟာမျိုးပြောနေပြီမဲ့တကယ်တော့ချင်းတို့မျိုး53မျိုးမှာကြည့်လိုက်မယ်ဆိုရင်ဒီတကယ်မျိုးနဲ့အခြေခံတွေကဒီထဲမှာအလုံးပါဝင်တယ်ဆိုတဲ့ဟာလေးဒီအကြည့်အမြင်ပြောချင်တယ်ground မှာလည်းဒီ reality ကိုလာ check လုပ်ရတယ်ဆိုတဲ့ဟာရောပေါ့နော်ကျွန်တော်ပုံလင်းပြောချင်ဥပမာ Mindat မှာတော့ဒီမျိုးနယ်စု3မျိုးလောက်ပေါ့နော်နောက်ပိုင်းမှာနည်းနည်း sensitive ဖြစ်တဲ့နောက်ထပ်တစ်မျိုး2မျိုးရှိလာတဲ့ဟာမျိုးတော့ရှိတယ်ပြန် complaint မှာဥပမာ5မျိုးဒီတဲ့တွန်းဆောင်ဖက်မှာ10မျိုးလောက်ရှိတယ်ကျွန်တော် flat မှာ12မျိုးလောက်ရှိတယ်ပြင်မတူပီမှာ5မျိုးလောက်ရှိတယ်ဒါပေမဲ့မတူထဲမှာ10မျိုးလောက်ရှိတယ်ပေါ့နော်စသဖြင့်10မျိုးလောက်ထဲမှာဒီတမဟာ1မှာဆိုရင်5မျိုးရှိနေတယ်ဆိုတော့ပဲပြောကျွန်တော်တို့ဒီ53မျိုးထက်နေကြည့်ရင်လည်းမျိုးနွယ်စုပေါင်း30ကျော်ပေါ့နော်ထက်ဝက်ကျော်60ရာခိုင်နှုန်းကျော်ကဒီထဲမှာမျိုးနွယ်စုတွေကပါဝင်နေတယ်ဆိုတဲ့ဟာလည်းပြောချင်တယ်ပြီးတစ်ဆက်တည်းမှာပဲဒီမှာပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုမှာလည်းကျွန်တော်တို့အနေနဲ့တော့မြို့နယ်နာမည်ခံပြီးမှအများစုပေါ့နော်ဒီမာရာကလည်းမြို့နယ်ကိုအခြေခံပြီးမှသွားတဲ့အဖွဲ့လေးဖြစ်တယ်ဆိုတော့အဲ့မှာလည်းဒီကျွန်တော်တို့ရဲ့ကုစားပြုတ်မှုမှာမြို့နယ်ဆိုပြီးမဲ့မြို့နယ်ထဲမှာရှိတဲ့မြို့နယ်ဆိုအားလုံးပါဝင်မှုရှိတယ်ဆိုတဲ့ဟာလည်းဒီမှာပြောချင်တယ်ဆိုတော့ကျွန်တော်တို့လူချင်တာကလက်နက်ကင်မှလူရဝင်မယ်လက်နက်ကင်တဲ့မြို့နယ်ဆိုမှချင်းအရေးပြောခွင့်ရှိမယ်ဆိုတဲ့ဟာလုံးဝကျွန်တော်တို့လက်မခံဘူးလက်နက်ကင်မြို့နယ်စုနာမည်ခံပြီးလက်နက်ကင်တွေဖြစ်စီလက်နက်မကင်တွေဖြစ်စီဒီထဲမှာအားလုံးပါဝင်နေတယ်ချင်းလူမျိုးအားလုံးတော်လှန်ရေးလုပ်ကြတယ်ဆိုတော့မြို့နယ်စုတိုင်းမြို့နယ်စုတိုင်းမှာဒီချင်းအရေးနဲ့ပတ်သက်လာရင်ဆွေးနွေးပိုင်ခွင့်ပြောပိုင်ခွင့်ရှိရမယ်ဆိုတဲ့ဟာကကျွန်တော်တို့ရဲ့ခံယူချက်ဖြစ်တယ်ဒီမြို့နယ်ဆိုလက်နက်ကင်လို့ဒီဟာကြည့်ရမယ်ပေါ့နော်အလားတူပဲဒီလက်နက်ကိုပဲကျွန်တော်တို့အားကိုးနေရင်တော့လုံးဝမရအောင်ဆိုတဲ့ဟာလေပြောချင်တယ်အဲ့ဒါကြောင့်ပဲချင်းရကွဲပြဲလဲဖြစ်တာပေါ့ကျွန်တော်တို့ကဟစ်ပေါင်းဘလောက်ရှိပြီစီနီယာဖြစ်တယ်ဆိုတဲ့ဟာနဲ့ကိုစားပြုမှုမရှိဘဲနဲ့တွားပြီးမှဒီချိန်ကြမှာထွက်ပေါ်လာတဲ့ဟာတွေကို recognize မလုပ်ပြီးချင်တဲ့ဟာပေါ့နော်စားတဲ့ဟာတွေရှိတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော်တော်လေးကိုအခက်ကြုံတယ်ဆိုတော့ကျွန်တော်တို့လူချင်တဲ့ဟာကြတော့ဘယ်မျိုးနယ်စုမစီဘူးချင်းဖြစ်ရင်တန်းတူခွင့်ရရှိရတယ်မျိုးနယ်စုမှာရောဒီတမှာရောမြို့နယ်တွေမှာရောအကုန်လုံးပြောခွင့်ရှိရမယ်ဆိုတဲ့ဟာအုပ်ချုပ်ရေးကတပိုင်းဒီမြို့နယ်စုတွေနဲ့တူနှုတ်စရာလည်းအများကြီးရှိတယ်မြို့နယ်စုဥပမာ
culture ပိုင်းဆိုင်ရာပြီးရင်ဒီ literature ပေါ့နော် linguistic ပိုင်းဆိုင်ရာတွေမှာရောမိခင်ဘာသာစကားသင်ကြားရေးကအများကြီးကျွန်တော်တို့လုပ်ရမယ့်ဟာတွေရှိတယ် administration မှာတော့တည်တံ့ရှိမယ်ပေါ့နော်ဒီမျိုးနွယ်စုရောမျိုးနယ်စုတွေရောစသဖြင့်ဒါပြောရင်တော့ရှိသွားမယ်ဆိုတော့ကုစားပြုံးမှုအနေနဲ့ဒီ ICNCC ဖက်ရော CB ဖက်အနေနဲ့ရေးကျွန်တော်ပြောရတဲ့ဟာကြတော့ဒါလက်တွေ့မြေပြင်မှာကွင်းစင်းပေးမှလာကြည့်ပါဒီချင်းရင်အောင်ဘက်မှာ ICNCC ဖက်မှာ percentage မြတ်ပုံများတဲ့ဟာရှိနေပါတယ်ဆိုတဲ့ဟာတော့ကျွန်တော်အမှတ်ခံပေးမှကိုပြောရဲပါတယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်တို့ရဲ့population လို့ရရဒီမြေပြင်ထိန်းချုပ်မှုအခြေအနေရဆိုရင်လည်းဒါပြည်သူလူထုရဲ့ထောက်ခံမှုကျွန်တော်တို့ပါအပြည့်အဝနေပါရှိနေတဲ့အတွက်ကြောင့် confidence တော့အများကြီးရှိနေပါတယ်ပေါ့နော်ကျေးဇူးပါဟုတ်ဒီကျွန်တော်တို့ရီမန်းချက်မြောင်မန်းချက်တွေတော့အများကြီးဒီရှိတော့ကဒီသတင်းစာရှင်းလင်းပွဲတွေမှာလည်းကျွန်တော်တို့ပြောခွင့်ရပုဂ္ဂိုလ်တွေကလည်းအများကြီးပြောခဲ့ကြတယ်ပေါ့။ပြင်တော့တစ်ခုချင်းရေးမှာဒီမူဝါဒလမ်းစဉ်အသစ်ဆိုတဲ့ဟာမျိုးထက်တာဝန်ခံမှုကပိုရည်ကြီးလိမ့်မယ်လို့တော့ကျွန်တော်ယူဆတယ်။အစတုန်းကဆို ICNCC ရှိတယ်CJDC ရှိတယ်ပေါ့နော်။ဒါတိကျပြင်ဆင်ထားပြီးမှတာဝန်ခံမှုမရှိပဲတကယ်လို့ပြောလို့တကူကောင်းဆန်တဲ့ဒီနိုင်ငံရေးရှိပြီးမှအဲ့ဟာရဲ့တားကောင်တွေဖြစ်သွားလို့ပျောက်ကွယ်သွားတဲ့ဟာဖြစ်လာတဲ့အတွက်ကြောင့်ကျွန်တော်တို့တတိပူပြီးထားတင်တယ်လို့ကျွန်တော်ဒီမှာဆွေးနွေးချင်တယ်ပေါ့နော်ဒီအကြောင်းမလို့ဒီလက်ရှိဖြစ်နေတဲ့အနေအထားမှာရောပေါ့နော်ကျွန်တော်တို့အနေနဲ့တော့ဒါအရေးကြီးတဲ့ဟာတော့အခုဖြစ်နေတဲ့ဟာတွေကဒါဗာလဲတဘာဝအရာဖြစ်လာတာတော့မဟုတ်ဘူးအကြောင်းတစ်ခုခုဒီရှိခဲ့တယ်ဆိုတဲ့ဟာတော့ဒါမမေ့ဖို့အရေးကြီးတယ်ပြင်ရှိကလုပ်ခဲ့တဲ့ဟာတွေမှာတာဝန်ခံမှုတွေမရှိခဲ့တဲ့အတွက်ကြောင့်ပေါ့နော်ဒီအခြေအနေတွေဖြစ်လာတယ်ဒီဟာရဲ့အရင်ဖြစ်လာခဲ့တဲ့အတွက်ကြောင့်ဒါတွေရဲ့အကျိုးဆက်လို့လည်းကျွန်တော်တို့ပြောလို့ရတယ်ဒါကြောင့်မလို့ဒီဘူဝါရဒီလမ်းစဉ်တစ်တွေကဒီခုတစ်ဖွဲ့တည်းချက်အမှတ်ဖို့ဆိုတဲ့ဟာကအလွယ်တယ်ဒါပေမဲ့လူထုကိုထောက်ခံလူထုတာဝန်ခံရတဲ့ဒါနိုင်ငံရေးမှာကျတော့လူထုပါဝင်မှုတွေလူထုရဲ့ထောက်ခံမှုတွေဒီသူတို့ကိုယ်တိုင်ကမဟုတ်သူတို့လက်ခံတဲ့ပေါ့နော်ဒီပြည်သူလူထုလက်ခံတဲ့နိုင်ငံရေးဖွဲ့တွေရဲ့ပါဝင်လာဖို့ကဒီအဲ့ပါဝင်လာတဲ့လမ်းစဉ်ကပုံပြီးမှအရေးကြီးလာမယ်အဲ့ဒီဟာနဲ့အတူတကွဒါကျွန်တော်တို့ပါရှိတဲ့ပေါ့နော်ဒီတကယ် constitution ဘာညာအရေးမကြီးလို့ဘူးလို့ကျွန်တော်မပြောဒါပေမဲ့ဒီအားလုံးမှာခုနဆောင်းလာလဲကျွန်တော်ပြောခဲ့တဲ့ဒီမျိုးနွယ်စုတိုင်းမှာသူတို့အားလုံးပါဝင်လာပြီးမှ inclusive နဲ့ဖြစ်ပြီးအားလုံးရဲ့နိုင်ငံရဲ့ရသဘောတူညီချက်တွေကျွန်တော်တို့ရဖို့အဲ့ဒီကနေတဆင့်ကျွန်တော်တို့ပြဋ္ဌာန်းချက်တွေဒါမှမဟုတ်ဒီ agreement တွေပေါ့နော်သဘောတူညီချက်နိုင်ငံရဲ့သဘောတူညီချက်ထဲမှာလည်းဒါ agreement လက်မှတ်ထိုးတဲ့အဆင့်လာဒီအမျိုးမျိုးတော့ process တော့ရှိမှာပဲအဲ့ဟာတွေကနေတဆင့်ပဲတတ်ပြတ်ထားဖို့လူလိမ့်မယ်လို့တော့ကျွန်တော်မြင်ပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ဒီကျွန်တော်တို့အနေနဲ့ပထမဆုံးတော့ဒီရီတူရီချီပေါ့နော်နှစ်ခုစလုံးကိုဒီချင်းချင်းဒီမှာကျွန်တော်တို့သွားဖို့လိုပါတယ်အဲ့လိုသွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့အိမ်နီးချင်းပေါ့နော်ဒီဟိုမှာလည်းဖြစ်ပြင်ရခိုင်လည်းဖြစ်ဒီဘက်မှာဆိုရင်အိန္ဒိယကချင်တို့ပြင်နာကစတာတွေနဲ့ကျွန်တော်အတူရှင်တွဲပြီးမှပူပေါင်းဆောင်ရွက်နိုင်ပြီးအများအားလေလန်းရှာဖို့လိုအပ်တယ်ဆိုတော့ကျွန်တော်ချင်းရင်အောင်အနေနဲ့ဒီ black work ကိုလက်ရှိမှာရောအရင်တုန်းကတည်းကနေရောကျွန်တော်တို့ချင်းပြည်တွေနဲ့တတ်မှတ်တယ်ကျွန်တော်တို့ black work ကချင်းပြည်ဖြစ်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့ရဲ့ရည်တည်ချက်ဖြစ်တယ်ဒါပေမဲ့စစ်ကြီးအရာအကြောင်းပြောတာ black work ကိစ္စပြောရမယ်ဆိုရင်ဒါတကယ် sensitive ဖြစ်တဲ့ကိစ္စတော့ဖြစ်တယ်ပေါ့နော်
ဆိုတော့အရင်ခက်ကလေးကနေဒီအင်္ဂလိပ်ခက်မှာရကန်ဒေတာဖြစ်လာပြီးဒီဘက်နောက်ပိုင်းမှာချင်းဖြစ်လိုက်နေအမျိုးမျိုးတော့ရှိတယ်ဒါပေမဲ့အဲ့ကြားထဲမှာကျွန်တော်တို့ဒီလက်နဲ့လမ်းစဉ်နဲ့အဖြေရှာရမယ့်ဟာတော့လို့တော့ကျွန်တော်မမြင်ဘူးပြင်ကျွန်တော်တို့ရဲ့ခုနကျွန်တော်ပြောခဲ့တဲ့အင်ကြီးချင်းတွေနဲ့ဒါရန်သူအင်ကြီးချင်းတော့ကျွန်တော်တို့မလုပ်ချင်ဘူးကျွန်တော်တို့ချင်းရင်အောင်အနေနဲ့ချတော့ဒါအိမ်ကြီးချင်းကောင်းတယ်ကျွန်တော်တို့နဲ့အဆင်ပြေတဲ့အိမ်ကြီးချင်းကိုကျွန်တော်တို့လိုချင်တယ်ပေါ့နော်ပြီးရင်တခုဒီမှာထပ်ပြောချင်တာကတော့ဒီယခုလက်ရှိကျွန်တော်တို့ကြုံတွေ့နေရတဲ့ဟာတွေကိုလူမျိုးရေးမုံတီးရေးတက်သွင်းယုံနဲ့မရဘူးဆိုတဲ့ဟာတော့ဒီမှာပြောချင်တယ်ဒီတပ်ဖန်တွေအတွက်ပေါ့နော်ပို့ပြီးအန်တရရှိတဲ့အစုံထဲတွန်းလိုက်တဲ့အပြင်မပူတဲ့ဟာမျိုးနဲ့မတွားတင်ဘူးပေါ့အပြင်ဒီပလက်ဝအရေးကဒါကိုယ့်ရဲ့နိုင်ငံရေးကျုံးမြတ်ချက်ဖို့ပဲအသုံးပြုထားတာဒါမှမဟုတ်အသုံးချတာမျိုးတော့မလုပ်တင်ဘူးလို့တော့ကျွန်တော်ပြောချင်တယ်ဒီပြီးတော့ဒီပလက်ဝအရေးကဒါခုနပြောတယ်လို့ဒီနေလန်းရှာပေးပါကျွန်တော်တို့ဖြည့်ရှင်းဖို့လိုတယ်ကျွန်တော်တို့ကြားထဲမှာလည်းဆွေးနွေးနေနိုင်မှုလည်းရှိတယ်ဒီချင်းနဲ့ချင်းထဲမှာကဒီတာခံပလက်ဝဒီတာခံကအရေးကြီးဆုံးဖြစ်မယ်ဆိုတော့ပလက်ဝဒီတာခံဒီရဲ့သဘောတူညီချက်မပါဘဲနဲ့ဒါဖြည့်နှိမ်ခံရပြီးလုပ်တဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်တို့မှလည်းလက်ခံနိုင်စရာလည်းမရှိဘူးဒါပေမဲ့ဥမာဒီတချို့ဖွဲ့တွေကဒီချင်းညီနောင်တွေဘာမှမပေါ်ခင်ကတဲ့ကနေဥမာဒီအေလိုဟာမျိုးဆိုရင်ရှိလာတဲ့ရှိခဲ့တဲ့အဖွဲ့အစည်းဖြစ်ခဲ့တယ်ပေါ့နော်ဘယ်သူကကွန်ပျူတာပေးလို့ရှိခဲ့တဲ့ဟာတွေလေဆိုတဲ့ဟာတော့ဒါဒီနေ့တော့မပြောချင်ဘူးဒါပေမဲ့ကိုယ့်ရဲ့အငြင်းချင်းပထမဆုံးခုနကျွန်တော်ပြောသလိုနဲ့အဆင်ပြေပြေကျွန်တော်တို့ diplomacy လေးလားအရာရောကျွန်တော်တို့သွားမှရမယ်ကျွန်တော်တို့ရဲ့ပုံရန်သူဖြစ်တဲ့စကားစတိုက်ထုတ်တဲ့နေရာမှာပူပြေးတာမှဒီထက်ကျွန်တော်တို့အတူတကွလက်တွဲတင်တယ်လို့ယူဆတယ်အဲဒါကြောင့်ဒီချင်းရင်အောင်နေတဲ့ဆိုရင်တော့ဒီအဖြေရှာတဲ့လမ်းကြောင်းကိုပဲသွားချင်တယ်ပေါ့နော်တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်မျိုးနဲ့ပြင်ဒီလူမျိုးရေးမုံတီးရေးနဲ့သွားတဲ့ဟာမျိုးတော့ကျွန်တော်တို့မလုပ်ချင်ဘူးနိုင်ငံရေးအမျက်ထုတ်ဖို့ဒါမှမဟုတ်မဲရဖို့ချက်ပူပြီးမှဒီပလက်ဝကတဘူးရှိတယ်ပေါ့နော်ကိုယ့်ရဲ့အကျိုးစီးပွားအတွက်ဒါကိုမတုံးတင်ဘူးဒီချက်တွေးချက်တာမျိုးဖြစ်စီနိုင်တဲ့နိုင်ငံရေးဒီမှုစောချက်တွေချက်ပူကောင်းတဲ့အနာဂတ်နဲ့လက်ဝါကထိုက်တာတယ်တဖဇာတာရှိကျွန်တော်တို့အငြင်းချင်းဖြစ်တဲ့ရခိုင်မျိုးတွေနဲ့လည်းကျွန်တော်တို့ဒီထိုင်နိုင်ဖို့အတူရှင်တွဲဒီထိုင်ဖို့လမ်းကြောင်းကိုပဲကျွန်တော်တို့အနေနဲ့တော့သွားချင်တယ်ချင်းညီနောင်အနေနဲ့တော့ဆန္ဒပြောတဲ့အတိုင်းကျွန်တော်တို့အနေနဲ့ဒီပလက်ဝကချင်းပြည်လို့တော့ယူဆတယ်ဒါပေမဲ့ကိုယ့်ရဲ့သဘောထားတစ်ခုတည်းနဲ့လည်းလက်ရှိချိန်မှာတော့ပြည်တဲ့အတိုင်းဒီအခြေအနေဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်တို့နေလန်းရှာပြီးမှကျွန်တော်တို့ဖြည့်ရှင်းရမယ့်ကိစ္စလို့တော့ကျွန်တော်ပလက်ဝနဲ့ပတ်သက်ပြီးပါတော့ဆွေးနွေးချင်ပါတယ်ဗျာဆိုတော့ဒီကျွန်တော်တို့လက်ရှိကြုံရတဲ့ဒီဟာဆိုရင်ဒါကျွန်တော်တို့အနာဂတ်မှာလည်းဒီလိုကိုလူဆက်ဆံဖို့ပေါ့နော်ဒါမှမဟုတ်ဒီကုန်သွယ်စီစဉ်ဖို့ကုန်သွယ်မှုတွေရှိကြမှာဖြစ်တယ်ဆိုတာကျွန်တော်တို့ဂျူတွေးထားဖို့လိုတယ်ပြီးတော့ကျွန်တော်တို့မြင်တဲ့ဒီလူထုရဲ့အချက်တဲကိုလည်းထည့်တွက်ဖို့အင်မတန်မှအရေးကြီးလိုက်တယ်ပေါ့နော်ဒီစစ်ကောင်စီအခုကျွန်တော်တို့တိုက်နေတဲ့စစ်ကောင်စီကိုယ်တိုင်ကဒီနေလန်းကိုတုံးပြီးမှပေါ့ဒီတူလူထုရဲ့ဒီဘာဖြစ်တေးရှင်းကရုမဆိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဖြက်လေးဖြက်လုံတာတဲ့ဟာတွေပေါ့နော်ပြီးရင်ဒီအရင်တိတ်မကြခင်ကဆိုရင်ဒီလန်တဒါ
ဖောက်ခွဲပစ်လိုက်တဲ့ဟာမျိုးလုံးဝစကားစနေတူဒါတွေတော့မလုပ်သင့်ဘူးလို့ဒီဥစွာကျွန်တော်ပြောချင်တယ်အဲ့ဒါတွေချင်းရင်အောင်ဖြစ်ဆယ်နဲ့ဖူးဆောင်တဲ့ဖွဲ့ဖြစ်ဒါတွေကိုတော့ရှောင်တင်တယ်လို့ကျွန်တော်ဒီမှာပြောချင်တယ်ဆိုတော့တချို့အရေးအဒီတစ်ဖြတ်တင်းနဲ့တွားတဲ့ဟာမျိုးမဟုတ်ပဲနဲ့နောက်လာမယ့်အနာဂတ်မှာရောဥမာလမ်းကြောင်းပိတ်လိုက်တယ်ဒီ Collector Project စစ်တွေ port တွေပါပဲ address ဆိုတာကျွန်တော်တို့အိမ်ကြီးချင်းဖြစ်တဲ့ဒီ debate ပေါ့နော်ဒီ Mizoram ကျွန်တော်တို့ဒီကိုMizoram ရောပြင် debate Arakan လူမျိုးတွေကြားထဲမှာကျွန်တော်တို့ချင်းကညှက်နေတဲ့အနေအထားဖြစ်တဲ့ Central ဘဟုဆိုးရကလည်းဒါကီလိုမီတာပေါင်းများစွာတက်တာဒီ Mizoram အတွက် Mizoram ကနေဝင်လာမဲ့လမ်းကြောင်းဖြစ်နေတဲ့အခါကျတော့ဒါ Arakan လူမျိုးနဲ့ Mizo ကိုလေခုရချင်းမတည့်မှုကြောင့်သွားပြီးမှလှုံ့ဆော်ပြီးnarrative အမျိုးမျိုးဖန်တီးပြီးမှလုပ်တဲ့ဟာမျိုးတော့လုံးဝဒီဟာကိုမလုပ်သင့်ဘူးနစ်နာသွားတဲ့ဟာကကျွန်တော်ပြည်သူတွေဖြစ်တယ်ခုနပြောတယ်လို့ဒါရီတူရီရှည်စဉ်းစားရမယ့်အရာဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်ဒီဟာကိုတော့ဒါနာကမှာဖြစ်လာနိုင်တဲ့ဟာတွေကိုကျွန်တော်တို့စဉ်းစားပြီးမှအဖြေရှာတဲ့နေရာဒါနိုင်ငံရဲ့ကျွမ်းမဲ့ထွက်ဖို့တက်မချိပဲနဲ့ကောင်းကောင်းမွန်မွန်တွားဖို့လိုတယ်သူတို့ statement တွေဖတ်ရင်တော့ဘာကြောင့်ဖြစ်လဲနောက်ွယ်မှာဘယ်သူရှိလဲဆိုတဲ့ဟာတော့ဒါ opportunity ကျွန်တော်တို့မြင်တွေ့ရတယ်ဆိုတော့ခြုံပြပြပြောရမယ်ဆိုတော့ဒါဒီဟာလိုမျိုးကြတော့ကျွန်တော်တို့စနစ်တကျကိုဒီချင်းရဲ့အရေးမှာကျန်တဲ့သူတွေရဲ့အိမ်ကြီးချင်းတွေဒါမတက်အောင်သွားလှုပ်ဆိုတဲ့ဟာမျိုးတော့မလုပ်သင့်ဘူးလို့တော့ကျွန်တော်မြင်တယ်လှုပ်သွားတဲ့အဖွဲ့ကိုကျွန်တော်ပြစ်မဆူပါဘူးလှုပ်အောင်ကိုနောက်ွယ်ကနေချုပ်ကိုင်ထားတဲ့အဖွဲ့ကဒီလိုမျိုးမလုပ်သင့်ဘူးဆိုတဲ့ဟာပဲဆွေးနွေးချင်ပါတယ်ကျွန်တော်တို့ချင်းညီနောင်အနေနဲ့ကတော့ပြဿနာမရှိဘူးအစကတည်းကနေဒီကောင်စီပေါ်လာပြီးနောက်ပိုင်းမှာတော့ပြဿနာမျိုး narrative မျိုးနဲ့ပေါ်လာပြီးမှအဲထဲမှာတွေ့ဖက်မှုတုံ့ဆောင်မှုတွေအများကြီးလောက်လာတဲ့ဟာရှိတယ်ပေါ့ဆိုတော့အရေးကြီးတာကကျွန်တော်တို့အခုလည်းညှိနှိုင်းတဲ့နေရာမှာဒီချင်းညီနောင်အနေနဲ့အခက်ကြုံတာပေါ့နော်ဒီရက်ပိုင်းထွက်လာတဲ့ interview တွေလည်းတချို့ကျွန်တော်ပို့တယ်နည်းနည်းပါးပါးစပိုင်းနေကျွန်တော်ကြည့်တယ်ဘုံတော့မကြည့်ဖြစ်ဘူးပေါ့နော်ကြည့်ရင် reply ချင်တဲ့စိတ်တွေလည်းရှိလာပါဆိုလို့မကြည့်တဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ပြောချင်တာအချင်းချင်းကို underestimate လုပ်တဲ့ဟာပေါ့နော်ဒီမချီမဲ့အမြင်အထင်သေးစော်ကားပြီးမှလုပ်တဲ့ဟာတွေကျွန်တော်ရှာဖို့လိုတယ်ကျွန်တော်အများအားပြောတဲ့အတိုင်းဒီ mutual respect နဲ့ကျွန်တော်တို့သွားဖို့လိုအပ်တယ်ဆိုတော့ဒီ mutual respect ကျွန်တော်တို့တွားတဲ့နေရာမှာကိုကကြီးတယ်ပါညာဆိုတဲ့ဟာမဟုတ်ပဲနဲ့ဒါ online မှာတော့မပြောသင့်ဘူးပေါ့နော်ဒီဒါပေမဲ့ကျွန်တော်တို့မှာလိုချင်တဲ့ဟာကတန်းတူရေးလိုချင်တယ်တန်းတူရေးလိုချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့မှာလည်းရှိရမယ့်ဟာဒါ at least ကျွန်တော်တို့မှာ bargaining power ရှိဖို့အတွက်လိုအပ်တယ်စစ်ရေးအရာပြင်ဆင်မှုဖြစ်ပြီးသူလူထုရဲ့ထောက်ခံမှုတိဆောက်တာဖြစ်ကျွန်တော်တို့လည်းလုပ်နေတယ်ဆိုတော့ဒီဟာအောင်မြင်လာပြီးနောက်ပိုင်းမှာချင်းကြားတဲ့မှာကျွန်တော်တခုဒီထဲမှာအမှတ်ခံရတာတော့ဘယ်လောက်ပဲချင်းရင်အောင်ကအကောင်းလာပြီဖြစ်စီခုထက်အားနေတဲ့ဟာလက်နဲ့ပိုင်းဆိုင်ရာရောစစ်ရေးဒီလူရအားရောနေတဲ့သူတွေကိုကျွန်တော်တို့အနေနဲ့ underestimate ရဖြည့်နေတဲ့ဟာတွေးဆုပ်အမြတ်ထုတ်တဲ့ဟာကျွန်တော်တို့လုံးမှာမဟုတ်ဘူးဆိုတာတော့ကျွန်တော်ဒီမှာအကြည့်လင်းပြောချင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ခံတဲ့ဟာဟာကျွန်တော်တို့တော့ခံတယ်သူတို့လည်းခံပါစီဆိုတဲ့စိတ်ဓာတ်နဲ့ကျွန်တော်လုံးဝသွားမှာမဟုတ်ဘူးဒီချိန်မှာလည်းကိုယ့်ရဲ့ညီကိုတွေကိုလည်းဒီထဲမှာချင်းညီနောင်ထဲမှာပါဖို့လည်းကျွန်တော်ဖိတ်ချင်တယ်ပြီးရင်မဟုတ်ရင်လည်း common ground ကိုကျွန်တော်တို့ရှာမယ်ကောင်စီတွေရှိတဲ့ဟာပေါ့နော်ဥပမာ ICNCC ဒီChilean Council စတဲ့ဟာတွေအတီးစုပ်ကိုင်းတဲ့ဟာမျိုးပေါ့ပဲねကျွန်တော်တို့လူချင်းနဲ့ကျွန်တော်တို့တွားချင်တဲ့ common ground ရှာပြီးမှ
အဲ့လမ်းကြောင်းပေါ်မှာကျွန်တော်တွားနိုင်တဲ့လမ်းကြောင်းကိုတော့ကျွန်တော်ပိုပြီးနှစ်သက်တယ်ပေါ့နော်ဆိုတော့အဲ့အတွက်ကြောင့်ခုဘက်မှာကိုကဟိုဘက်အုပ်စုရဲ့ဒီ seniority တွေရောအချက်အဆက်ရှိခဲ့တဲ့ဟာတွေရော diplomacy advocacy ကျွမ်းကျင်ခဲ့တဲ့ဟာတွေကိုအသုံးချပြီးအမျိုးမျိုးနဲ့ဖြည့်နှိပ်တဲ့ဟာဘူချစိုးမှုချင်တဲ့ဟာတွေကိုတော့ဒါလုံးဝပပျောက်သွားပြီးမှကျွန်တော်တို့အားလုံးလူချင်းတဲ့မြို့နယ်စုအရတော်၎င်းဒေသဆိုင်ရာအရတော်၎င်းမြို့နယ်အရတော်၎င်းတန်းတူရရှိတဲ့ချင်းလူမှုအတိုင်းအဝိုင်းကိုတော့ချင်းပြည်ချင်းလူမျိုးကိုတော့ကျွန်တော်တို့ဒီဆောက်ချင်ပါတယ်ဆိုတဲ့ဟာပြောချင်တယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ဒီခွဲထွက်ရေးလည်းမလုပ်ဘူးပြင်ဒီဖြစ်နိုင်ရေးလည်းမလုပ်ဘူးကျွန်တော်တို့အားလုံးအဆင်ပြေနိုင်ရေးဒါနဲ့အဆင်ပြေတဲ့ချိန်မှာဒါကနေအောင်ဆန္ဒပြောတဲ့ဟာမျိုး make up အထူကြီးလိမ့်ပြီးမှတွေ့တဲ့ဟာမျိုးမဟုတ်ဘဲနဲ့ကိုယ့်ရဲ့ original နဲ့ပေါ့နော် effect အများကြီးသုံးစရာမလိုဘဲနဲ့ဒီဟိုဖြစ်တည်မှုအတိုင်းတွေ့ဆုံကြဖို့ online ပေါ်မှာပဲကျွန်တော်တို့ကဖိတ်ခေါ်တယ်ဆိုတဲ့ဟာမျိုးနဲ့လက်တွေ့မှာလုပ်တဲ့ဟာနဲ့ line ပေါ်ပြောတဲ့ဟာကွာတာမျိုးမဟုတ်ဘဲနဲ့ပြောနေအလုပ်ညီစီဆိုတဲ့ဟာလေးနဲ့ပဲဒီချင်းဟိုကျွန်တော်တို့တိဆောက်ရအောင်လို့ပဲဆွေးနွေးချင်တယ်ဟုတ်ကဲ့ကတော့ကျွန်တော်တို့ဝင်ခံရမှာပေါ့နော်ဒီပြင်ပပယောကပါချင်တော့ဟိုပါလာနိုင်တယ်ဒါပေမဲ့ခုဖြစ်နေတဲ့ဟာကဒီဟိုဥပမာကျွန်တော်တို့ပူဆွင်အများအားပေးစားတာဆွဆွဲတာကအေအေတွေကချင်းပီကူလာတိန်တော့မှာအေအေတွေကဒီရွယ်လေတွေကနေမီကျူးကျော်လာတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော် narrative အေအေကိုလုပ်တယ်တကယ်ဆိုရင်အေအေနဲ့တန့်ချင်တော့အေရှိတဲ့နေရာမှာတွတ်တိုင်တော့ဥမာဟိုဒီနေရာတချို့ရှိပါတယ်ခုကျွန်တော်ချင်းညီနောင်ဒီကိုပဲအာရုံတော့ပါစီပျောက်ကွယ်တော့ပါစီဆိုတဲ့ဟာနဲ့အချင်းချင်းကိုသူတို့ကတိုက်တဲ့အချိန်ကြတော့ဒါတကယ်ကိုဟိုမလူလားအတဲ့ငေကိုချင်းထဲမှာပုတ်တိုက်မှုတွေဖြစ်လာတယ်လို့တော့ဒီမှာကျွန်တော်သုံးသပ်တယ်ပေါ့နော်ဆိုတော့အစကတည်းကနေသဘောထားကြီးကြီးနဲ့ကျွန်တော်ဆိုအရန်ဟိုမနစ်တနေ့ဆိုရင်ဒီရန်ကိုရီဒိုရာစုလုပ်ထားတဲ့ဒီ currently ရဲ့ဒီ super ခေါင်းဆောင်မှုဆိုင်ရာ research တွေ့လိုက်တဲ့ချိန်တော်တော်စိတ်နာသွားတယ်ပေါ့နော် KNPP နှစ်ပေါင်း90ကျော်ရှိတဲ့ဖွဲ့ရဲ့ဟိုနောက်ပိုင်းပေါ်လာတဲ့ဒီ KNDF တို့ပြင်ရှင်းနေပေးတာပလာလာတာတို့ဒီ PND ကရန်ဒီပါတီတို့အပေါ်မှာသဘောထားကြီးမှုအချင်းချင်းကြားထဲမှာဟိုလုံဆောင်မှုတွေကျွန်တော်ကြည့်လိုက်ရင်တော့စိတ်နာတယ်အဲ့ဒါပဲပြောချင်တယ်ပေါ့နော်ဆိုတော့ဒီဟာကအပြင်ရဲ့တွန်းအားကြောင့်မဟုတ်ဘဲနဲ့ခုအတွင်းကနေပောက်ခွဲလာတဲ့ကိစ္စတွေဖြစ်တယ်ပေါ့နော်ဟိုကျွန်တော်တို့ဒီဘာပဲပြောလူဆိုတာ spring လိုပဲဖြစ်နေလေတွန်းအားများနေတယ်ဟုတ်ဆိုတော့ဒီကျွန်တော်တို့ချင်းထဲမှာပေါ့ဒီပြဿနာအရင်ကတည်းကနေရှိခဲ့တယ်ပူစားအလုံးမပြုတ်နိုင်ဘဲနဲ့ပူစားပြုတ်တဲ့ပုံစံနဲ့ဒါနှစ်ပေါင်း30ကျော်လောက်သွားလာခဲ့တဲ့အမြင်ထားပါရောအဲ့ဒါကိုရှုံလိုက်ရမှာအရန်စိုးရိမ်လို့တကယ်ပဂရိဖြစ်တည်မှုအပေါ်ကိုလက်မခံနိုင်ဘဲနဲ့ကိုပဲဖြစ်တယ်ကိုပဲကိုစားပြုတ်တယ်ဆိုတဲ့ဟာအရန်ပြချင်းလို့ချင်း issue ကိုထိခိုက်သွားတယ်လို့ပဲကျွန်တော်ဒီမှာဆွေးနွေးချင်တယ်ကျန်တဲ့အပြင်ဒီပါတယ်ဥပမာကျွန်တော်တို့ဆွေးULA နဲ့ဆက်သွယ်လိုက်တဲ့ဟာအရန်ခက်ခဲတယ်လက်နဲ့ဟိုတလို့တော့ဟာလဲကျွန်တော်တို့ဒီကိုရုံးမကလည်းပြောခဲ့ပေါ့နော်ဒီလက်နဲ့လာချမ်းမှာလည်းကျွန်တော်သွားတယ်တချို့ရတော့ဒီတော့ပြောတဲ့အချိန်မှာဒါ CNF ရဲ့ blessing နဲ့လာပါ CNF ရဲ့ထောက်ခံမှုနဲ့ပဲလာပါဆိုပြီးမှပြောတဲ့အချိန်မှာကျွန်တော်တို့ CJDC ထဲမှာကျွန်တော်ကိုယ်တိုင်ပြောခဲ့တယ်တောင်းခဲ့တယ်အဲ့ဒါလေဒီစီမှာဥက္ကဋ္ဌက CNF ဖြစ်နေတဲ့အတွက်ကြောင့်လုပ်ပြပါbla bla bla နဲ့ကျွန်တော်တို့အများကြီးစူးစမ်းခဲ့တယ်လုံးဝအားကျန်တဲ့ဒီမြို့နယ်အခြေခံအဖွဲ့တွေအားကောင်းတော့မှရန်စူးရင်နေတဲ့ဟာပေါ့နော်။ဘာကြောင့်စူးရင်လဲဆိုတော့ခုနပြောတဲ့အတိုင်းသူတို့မှလည်းသူတို့ reason နဲ့သူတို့ရှိမှာဆိုတော့ဒီချင်းတက်တစ်ခုတည်းဖြစ်လာဖို့ကကျွန်တော်တို့သဘောတူတယ်။ဒါပေမဲ့အဲ့ဒီချင်းတက်တစ်ခုက CNA မှတာဖြစ်ရမယ်ဆိုတဲ့ဟာမျိုးတော့ကျွန်တော်တို့လက်မခံနိုင်ဘူး။ဒီဖြစ်တည်လာတဲ့ပြောင်းလဲမှုအပေါ်ဒီ dynamic ကိုဒီ power dynamic
ဒီဟာတွေနဲ့အဆင်ပြေအောင်နေရာအခုကြီးနေရနေဆွဲခေါ်ရမယ်အနေထားပါတက်လာတယ်ဖက်နဲ့လုံနေရင်တော့ဒါမပြောင်းမှန်းတဲ့ result ရလာမှာဆိုတော့ခြုံပြေးဒီဒီကုန်းကိုပြန်ဖြေရမယ်ဆိုရင်တော့ကျွန်တော်တို့စကားစပြူဖို့အတွက်ကျွန်တော်အများပြောတယ်ရန်သူလက်နဲ့ကိုလက်နဲ့ဖြစ်လာနိုင်ဖို့အတွက်ရန်သူလက်နဲ့ကိုယ်တိုင်းကိုမှကျွန်တော်တို့ရအောင်ကျွန်တော်တိုက်ထုတ်ပြီးယူတယ်ယူတဲ့အပြင်ကိုအမျိုးမျိုးနဲ့စိတ်သက်ပြပြပြီးမှတချို့တွေလောဘကြောင့်ရောင်းလာတဲ့ဟာတွေသိရင်လည်းတစ်ဆင့်လူခံနှစ်ဆင့်လူခံသုံးဆင့်လူခံပြီးကျွန်တော်တို့ရယူလာရေးဆိုင်ရပါစကားစအမြစ်ပြုတ်ရဲ့အတွက်ကျွန်တော်တို့မဟာမိတ်တွေကျွန်တော်တို့ဖွဲ့မယ်ပြင်ချင်းမှာလည်းဒါအခုလိုဟာမျိုးဒီပြင်ပရဲ့ပြောရမယ်ဆိုတော့ဒီnarrative တခုပုံဖော်ပြီးမှပေါ့နော်အိမ်နီးနားချင်းနဲ့အဆင်ပြေတဲ့ဟာဟုတ်ပဲနဲ့အိမ်နီးနားချင်းနဲ့ရန်သူဖြစ်အောင်ကိုတမင်တက်လုံဆိုတဲ့ဟာမျိုးမလုံတင်ဘူးလို့တော့ဒီမှာပြပြကျွန်တော်ဒီအုပ်စုတွေကများလို့ propaganda များလို့တခါတလေမှာတော့အမှားအရန်ပြောတော့သူတို့ကိုယ်တိုင်ပြောပြန်ယုံမယ်ဆိုတဲ့ဟာအဖြစ်ပေါ့နော်တခါတလေယုံတာလုံးဝပြောင်းကိုတကယ်လူကြီးတွေကကိုယ်တိုင်ကပြောလာတဲ့အချိန်မှာတော့နည်းနည်းတော့ shock တော့တခါတလေဖြစ်တယ်စိတ်မကောင်းလည်းဖြစ်တယ်ဆိုတော့ဘာပဲပြောဒါတစ်နေ့တစ်ချိန်မှာဒီ equality ကိုအခြေခံပြီးမှဆွေးနွေးညှိနှိုင်းမှုလူချင်းတဲ့အချိန်မှာတော့ဒါကျွန်တော်တို့အဆင်ပြေသွားမှာပါဆိုတော့ဒီအတွင်းထဲပပယောဂအကြောင်းဆိုတဲ့ဟာတွေပြင်ပရဲ့တွမ်းမှုကြောင့်ဆိုတဲ့ဟာတွေမပါဘူးကိုနိုင်ကိုကလည်းသူ့ရဲ့ဒီသူ့ရဲ့လုံခြုံရေးပေါ့နော်သူ့ရဲ့အိမ်နောက်တကပေါက်လုံခြုံစီချင်တဲ့ဟာသူလွတ်မြောက်ရင်သူ့အိမ်လေးချင်းလဲသူလွတ်မြောက်စီချင်တဲ့ဟာနဲ့စေတနာတတ်နဲ့ပုံကြီးနေတဲ့ဟာဖြစ်တယ်ဒီလက်နက်ကင်ဖွဲ့ဖြစ်တယ်လို့တော့တချို့နည်းနည်းဒီရဲဘော်တွေပါတကယ်ကိုယ့်ရဲ့ရဲဘော်တွေမှာလည်းဒီသူပေါ်ကျွလွန်ခဲ့တဲ့ဟာကျွန်တော်တို့မထိန်နိုင်ဒီ change of comment မကောင်းအရာကြီးမနိုင်သေးလို့ဒါပေမဲ့အဖွဲ့တိုင်းမှာရှိတယ်အဲ့ဒါကိုဒီကောင်းစစ်တစ်ခုခုတပ်ပြီးကျွန်တော်တို့ပုံကြီးချက်ပြောဆိုဖို့မဟုတ်ဘဲနဲ့ကျွန်တော်တို့ကိုယ်အင်ကြီးချင်းနဲ့အဆင်ပြေအောင်ကျွန်တော်တို့တွားရမယ်ကိုယ်အင်ကြီးချင်းနဲ့ရန်ဖြစ်နေတာတိုက်နေတာမျိုးမဟုတ်ဘဲနဲ့ diplomacy တန်တမာနေလာနဲ့ကျွန်တော်တို့ကောင်းကောင်းမွန်မွန်ဆွမ်းနာကျွန်တော်ပြောတဲ့ဒီဘလက်ဝအကြီးကစ sensitive ဖြစ်တဲ့တချို့အကြီးထိကိုကျွန်တော်တို့ကောင်းကောင်းမွန်မလို့တော့ဆွေးနွေးချင်ပါတယ်ဟုတ်ကဲ့ဒီကျွန်တော်ဒီမှာချုပ်ပြီးပြန်ပြောရမယ်ဆိုရင်တော့ဒီဆွေးနွေးဖို့ဖိတ်ခေါ်တယ်ဆိုတော့တကယ် official channel နဲ့တကယ်စူးစမ်းကြသလားပေါ့နော်ဒါမှမဟုတ်ခုနပြောတဲ့ဟာမျိုးဒီ line ပေါ်မှာပဲသဘောထားကောင်းသဘောထားကြီးတာကိုဖန်ဆောင်ပြီးပြောတဲ့ဟာမျိုးတော့ကျွန်တော်မဖြစ်စေချင်ဘူးပုံပုံလင်းလင်းပြောရမယ်ဆိုတကယ်မြေပြင်မှာတကယ်စီးလုံးချင်ရင်လှုပ်ဆောင်ချက်နဲ့အပြောနဲ့အလုပ်ကိုက်ညီမှုရှိပါစေဆိုတဲ့ဟာကျွန်တော်ပြောချင်တယ်ပြင်ဒီကိစ္စမှာလည်းအရေးကြီးတာကျွန်တော်ယုံကြည်မှုလည်းအများကြီးထပ်တည်ဆောက်ရမယ်ကျွန်တော်တို့ကိုစိတ်နာအောင်ဒီအမျိုးမျိုးလက်ရှိအခြေအနေထိအခုအဲ့လိုသာပြောတာမိပြမတော်တော်လေးကိုလုံနေသေးတဲ့အနေထားမှာလည်းရှိတယ်ပေါ့နော်ဖြစ်နေနေတဲ့ဟာရှိနေတယ်ပြင်မာရော line ပေါ်မှာရောကျွန်တော်တို့ပြောတဲ့ဟာကပြောတဲ့အလုပ်ကလက်တွေ့ကကိုက်ညီမှုရှိပါစေဆိုတဲ့ဟာတော့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ကျွန်တော်တို့အားလုံးရဲ့စိတ်မှာချင်းညီနောင်အဖွဲ့ကျန်တဲ့အဖွဲ့တွေရဲ့စိတ်ဓာတ်တော့ကျွန်တော်မသိဘူးချင်းညီနောင်ရဲ့စိတ်ဓာတ်မှာချင်းကိုနှစ်ပိုင်းကွဲသွားတဲ့ဟာမျိုး parallel ပုံစံရှိနေတဲ့ဟာမျိုးတော့ကျွန်တော်တို့မလိုချင်ဘူးချင်းအလုံးစုစည်းဖို့ common ground ရှာပြီးမှတက်ကစားတတဲ့ဖြစ်ပါတော့ခဏကျွန်တော်တို့ပြောတဲ့အတိုင်းတန်းတူရေးကိုအခြေခံတဲ့ဟာဘူချဆုမှုရေးတွေးဆောက်အမျက်ထုတ်မှုဆိုတဲ့ဟာတွေလုံးဝကင်းစင်ပြီးမှနိုင်ငံရေးမျက်ထုတ်မှုမရှိဘဲနဲ့
ကျွန်တော်တို့လူမျိုးနွယ်စုအားလုံးဒီမြို့နယ်ဒေသအားလုံးပါဝင် inclusive ဖြစ်တဲ့ရဲ့ကနေထွက်လာတဲ့နိုင်ငံရေးသဘောတူညီချက်ဟို agreement ကနေကျွန်တော်တို့စလိုက်တဲ့ဟာပေါ့နော်ကျွန်တော်တို့ဖြစ်စီခြင်းနဲ့ဆိုတော့ဟိုအကောင်းဆုံးညှိနှိုင်းရေးလဲကျွန်တော်တို့mediator တွေရောဒီ international ရောက်တဲ့ဒီ diaspora တွေရောက်ပေါ့နော်ကျွန်တော်တို့ဖြည့်အားပြီးမှကျွန်တော်တို့ဒါအတူတကွရှင်တွဲနေထိုင်ရေးအတွက်ကိုတွန်းအားပေးကြပါဖြည့်အားပေးကြပါဆိုတဲ့ဟာလဲကျွန်တော်ချင်းပြည်သူကိုလည်းကျွန်တော်နှိုးဆော်ခြင်းတယ်အမုန်းစကားတစ်ဖက်နဲ့တစ်ဖက်ပြောတဲ့ဟာထက်ပေါ့နော်ချင်းပြည်သူလူထုအနေနဲ့ကျွန်တော်တို့ကိုဖြည့်အားပေးကြပါအဲညှိတဲ့အချိန်မှာလည်းခဏခဏပြောတဲ့ထပ်ပြီးကျွန်တော်ပြောမယ်တန်းတူကြီးကိုတော့ကျွန်တော်တို့နံပါတ်1ထိတ်ဆုံးပါထားပြပါပဲကျွန်တော်တို့တွားကြမယ်ပေါ့နော်အခုလည်းဘာပဲပြောပြောခဏနေကြည့်ပါ2024မတိုင်ခင်ဖျားကျွန်တော်တို့ဖက်မှာပါရှိရင်တော့ကျွန်တော်တို့ရည်မှန်းချက်အောင်မြင်နိုင်မိပြင်တကက်ထိန်းချုပ်နိုင်ဖို့အနေထားမှာရောလူဦးရေအရာရောgeographically population အရာများတဲ့အချောင်းကိုတော့လက်တွေ့တနိုင်ငံလုံးတိုင်းတာနေနဲ့မြင်တွေ့ရပါပါအဲ့ချိန်ကြရင်တော့ကျွန်တော်တို့သဘောထားကြီးနိုင်တဲ့ဟာကိုကျွန်တော်တို့ပြသပါမယ်ခုမှ bargaining power ရှိရင်လုံးဝအလွဲသုံးစားမှာမဟုတ်ဘူးတန်တူရေးကိုပဲကျွန်တော်တို့ရရှိသွားမယ်ဆိုတဲ့ဟာကိုပဲထပ်လောင်းပြပါပြောချင်ပါတယ်